အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ငပိရေဂျိုနဲ့အရွက်ကလေးပြုတ်ပြီးတော့စောင်းမှာဖြစ်ပါတယ်ခင်ဗျာတကယ်တော့ခုကျွန်တော်ဂျိုမဲ့ငပိရေဂျိုကညအာဂျင်တီးနားအတင်းလို့ပဲကောင်းတော့ကောင်းတယ်ဒါပေမဲ့ဆက်ပါတယ်ပထမဆုံးအနေနဲ့ငေးသီးစိမ့်နဲ့စစ်သွန်ပြူလေးကိုကျွန်တော်လှော်မှာဖြစ်ပါတယ်ခင်ဗျာလောထားတဲ့ငေးသီးစိမ့်နဲ့စစ်သွန်ပြူလေးတွေမွေးလာပြီဆိုတော့ရပါပြီခင်ဗျာအဲနောက်ကျွန်တော်ရဲ့အေယာမငရုတ်စုံကြီးတွေကိုထည့်ပြီးတော့ထောင်းမှာဖြစ်ပါတယ်ဒီစိမ်းချက်သွန်ပြူလေးတွေမြက်တညက်ပဲကျွန်တော်ထောင်းပါမယ်ထောင်းတာလေးလည်းရသွားပြီဆိုတော့ကျွန်တော်မပိကြိုဖို့အတွက်စပြီးတော့ပြင်ဆင်ပါမယ်တရုပ်ပူပူတွေကိုမပိရင်ထည့်ပါမယ်ညာပြီးရင်ရေထည့်ပါမယ်ရောင်လေးလှစေဖို့အတွက်တော့စနွှဲမုံလေးအနည်းငယ်ထည့်ပါမယ်ခင်ဗျာပြီးရေကိုဒီအေးလေးနဲ့တိချကျူပါမယ်ပွက်လာပြီဆိုရင်တော့ထွက်လာတဲ့အမြုပ်ကလေးတွေကိုတော့ကျွန်တော်ဖယ်ထားမှာဖြစ်ပါတယ်ခင်ဗျာနောက်တော်တော်လေးပွက်သွားပြီတော်တော်လေးရေကျသွားပြီဆိုရင်တော့ထောင်းထားတဲ့ငရုတ်သီးစိမ်းချက်သွန်မျိုးကိုကျွန်တော်ထည့်မှာဖြစ်တယ်ခုဆိုရင်တော့လောလောကူကူနဲ့လောက်စားတဲ့ဘီဂျိုလေးတစ်ခွက်ရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ